အားလုံးပဲမင်္ဂလာပါရှင်မေလေးရဲ့ audio book YouTube channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်မေလေးကုသဆက်ပေးမယ်ကတူရုပ်ပြပုံမြင်လေးကတော့လွယ်လွယ်နဲ့မပြေးနဲ့ဆိုတဲ့ကတူရုပ်ပြပုံမြင်လေးပဲဖြစ်ပါတယ်ရှင်မတည်ဆက်ခင်မေလေးရဲ့ audio book YouTube channel လေးကို like and subscribe လေးနှိပ်ခဲ့ကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်ကျွဲချောင်းသားလေးမောင်ဆိုင်ကျော်ကျွဲချောင်းနေစဉ်သူ့အနီးနားတွင်ပြိုင်ကလေးဖြူဝေရှိပါသည်ဆက်ရလေးစွာသေးနှင့်ဒိုးကားတို့ကျွဲအုပ်စုသူရှိပါသည်နေ့စဉ်ငယ်ကလေးများနှင့်စကားပြောပြီးအစာကျွေး၍ကျင်နာတတ်သောမန်ဆန်ပြော့ကိုငယ်ကလေးများကခင်မင်ကြပါသည်ကျိုးလဲပြောက်ဒိုးလဲမောင်ဆန်ပြော၏တငယ်ချင်းများပင်ဖြစ်ကြပါသည်တနေ့တွင်မောင်ဆန်ပြောကိုမန်ကူရွာမှနေသောဖွားလေးတို့စီသူ့မေကကောင်းကြီးပေါင်းသွားဖို့ခိုင်းလို့သည်မောင်ဆန်ပြောသည်လူလိုရင်းသူ့အတွက်ပါသောကောင်းကြီးပေါင်းကိုစားလိုက်ရာကုန်သွားလေသည်ထို့နောက်ထူးထူးအိတ်ခွန်ကိုချောင်းထဲသို့အမတ်တမတ်နှုတ်ပြေလိုက်ပါသည်ကျူးကျူးအိတ်ခွန်လေးကရေစီးနှင့်မျောပါသွားတော့သည်နောက်တနေ့မောင်ဆန်ပြောကျွဲကြောင်းထွက်လာစဉ်ဟင်ဒိုင်းကလေးဖြူပြီးကျူးကျူးအိတ်ကြီးဆွလို့ပါလားမောင်ဆန်ပြောကကျူးကျူးအိတ်ကိုဖယ်လိုက်ပြင်မဲ့ဖြူဝေးမှာအသက်မရှိတော့ဖြူဝေးရဲ့ဖြစ်မှဖြစ်ရလေကျူးကျူးအိတ်တွင်ငါတေးသေးလေးတစ်ကောင်နဲ့အတူကောင်းကြီးပါအစနာများကိုလည်းတွေ့ရပါတယ်ငါမနေ့ကပြေးလိုက်တဲ့ကျူးကျူးအိတ်ပါလားအိုးတငယ်ကြီးဖြူဝေးရဲ့ငါကြောင့်မင်းအခုလိုသေးရတာအဟင်းထိုးစဉ်ကျောင်းဆက်ရာဦးတင်ယူရောက်လာသည်ဘာဖြစ်လို့ဒီလောက်ဝမ်းနေပြီမူနီရရလဲမောင်ဆန်ပြောကျွန်တော်စီကမ်းနဲ့နှုတ်ပြလိုက်တဲ့ဒီကျူးကျူးအိတ်ကြောင့်သူသေးရတာပါကျွန်တော်တငယ်ကြီးကိုကျွန်တော်တက်လိုက်သလိုဖြစ်သွားတာပါဆရာရဲ့ကလေးရေနောက်ကိုစေချင်မှုပဲရှိတော့ပါကွယ်ဒီပလက်စတေးကြောင့်လူသားတွေနဲ့သက်ရှိတသက်ဝါပါဝင်များအပင်တွေအတွက်ပါအနေဆိုးကြရပါတယ်ဒီနေ့ပေါင်း30ကျော်ကရင်ဖက်တို့စက်ကူတို့နဲ့အစားအစာတွေကိုထုတ်ပိုးပြီးကြတာပါအဲ့ဒီအဖက်တို့စက်ကူတို့ကစုပြည့်ရန်ဆေးမြည်လွယ်ပြီးမြေဩဇာဖြစ်သွားလို့လူတွေကိုအကျိုးဖြစ်စေတယ်အခုတော့အိဖက်တွေစက်ကူတွေနေရာမှာဒူးဒူးအိတ်တွေအစားထိုးဝင်ရောက်လာတယ်လူတွေကဒူးဒူးအိတ်တွေသုံးပြီးခက်ပေါ်ပေါ်ပြစ်တတ်ကြတယ်ပလက်စတစ်နဲ့အတူအစာမျိုးချမိလို့ဦးလန်းအကြောင်းပိတ်ပြီးသေဆုံးသွားတဲ့တိရစ္ဆာန်တွေမနှဲဘူးဒီပလက်စတစ်ကနေပေါတောင်းစီမဆွေးမြေမှုกว่าပလက်စတစ်လုပ်ငန်းတွေကလေတုပ်တဲကအစစ်တီတန်းငွေ400ခန့်နှုန်းထုတ်လုပ်ကြပါတဲ့ကွယ်တုံးဆွဲပြီးသားစွန့်ပစ်ပစ္စည်းတွေကအစိပ်ဖြစ်နေသလိုမိရှိုးပြီးထွက်လာတဲ့အဝင်းဟာရှူးမိတဲ့လူတိုင်းကိုကင်ဆာရောဂါမျိုးစုံဖြစ်စေနိုင်ပါတယ်နောက်ထပ်အနေရဆိုးတွေလည်းရှိသေးတယ်ကဲကျောင်းချိန်ကြီးလို့ဆရာသွားအောင်မယ်ကျွန်တော်တဘောပေါက်ပါဆရာကျိုးကျိုးအိတ်တွေကိုအမှုနဲ့အမတ်နဲ့မစိုးလို့ပြစ်တော့ပါဘူးအေးကောင်းတယ်ပုံမြင်လေးရတော့ဒါပါပဲရှင်ကြည့်ရှုကြရင်တော့မေလေးရဲ့ audio book YouTube channel လေးကို like and subscribe လေးနှိပ်ခဲ့ကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်